အားလုံးပဲမင်္ဂလာပါကနဂါ EP channel နေပြီးတော့ပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့အခုလေးတင်မယ်အာဆင်နယ်အသင်းနဲ့လီဗာပူးအသင်းကဒါဂိုးမရှိသေးကြပါရပေါ့နော်ကျွန်တော်ဒီနေ့ပွဲကတော်တော်လေးကိုစုပ်ပြတ်နှုံချလုံးနေဗျာတကယ်ဘာမှပြောရစကားမရှိဘူးပထမပိုင်းကတည်းကဒါတော်တော်လေးဖိရဲဒါပေမဲ့ဂိုးတွေကဒါကန်ချက်ပေါ့နော်ရှိအောင်ပထမပိုင်းတိတ်တောင်မရှိလိုက်ဘူးဗျဘာမှဆက်လို့ရှာတယ်မရှိလောက်စာကားတော့ဒါကားကဲဆိုတော်တော်လေးဖောက်နိုင်တယ်ဒါပေမဲ့အခြေတံပိမ့်မဲ့လူမရှိတာရယ်ပြီးတော့အဓိကဘောလုံးကကွင်းလည်မှာပဲအာရင်နေအဲ့ဒါ first half ပြီးတော့နော် second half ပြန်လာမယ်ပေါ့ second half ကြောက်ပို့ဆိုးသွားလီဗာပူးကတောက်လျှောက်ပြီးကွင်းလည်ကဘာမှမလုပ်နိုင်တော့ဒီလီဗာပူးကပေးကစားလုံးဝချအရေးတဲ့ဟင်ကာဘီကနာသွားတော့ Luis Skelly ဝင်လာအဲ့ကောင်ကနောက်တန်းဦးမကစားတတ်တာကိုတေတွင်ကိုတူးလို့ဖြစ်နေအဲ့တော့အရှိအထက်ကင်မဲ့တက်ချင်နေဒီကောင်ကလုံးဝအဆင်မပြေပြီးတော့ကျွန်တော်ဒီနေ့ဆိုအာတီတာနေရာမှာ Rice နဲ့ဒါဇူဘီမန်ဒီကိုကျွန်တော်တရားမကျွန်တော်ထုတ်လိုက်ပြီဘာလို့ဆိုကွင်းလေကအရန်မောနေရှင် Marino ပေါထည့်ပြီးတော့ဒါလောက်ရမယ်အစားဒါမလုံနိုင်လေခဲ့တော့ဒါအရှိရလုံးဝတည်ပေါ့ယောဂရက်ဆိုထုတ်တယ်စာကာကိုထုတ်တယ်အိုဒီကိုထုတ်တယ်အဇီဝင်တယ်မာရီဂီဝင်တယ်ဂျေဇူးဝင်တယ်ဘာမှမထူမာရီနယ်လီဆိုတော်တော်လေးကိုခေါင်းငုပ်ပြီးတကယ်ကိုဖျားစုဘရာဇီးတာလုံးဝစောက်သုံးမကြရကောင်အဲ့ကောင်ဘာမှပြောချင်ကိုကတကယ်နဲ့မန်စီးတီးကမနေ့ကဒါဘရိုက်တန်နဲ့1-1တေးကြတာဟိုရှစ်မှတ်ဖြတ်ထားမှာအခုလည်း6မှတ်တော့ဖြတ်ပါတယ်ဒါပေမဲ့ရှစ်မှတ်ဖြတ်ထားလိုက်ရင်ပို့ပြီးတော့ဒါဘယ်လိုပြောမလဲနောက်ပွဲဆိုအမှားခံမှခံလို့ရတယ်ခုလည်းတော့ဘွဲတော့အမှားခံလို့ရတယ်ဒါပေမဲ့ကျွန်တော်ရှစ်မှတ်ဖြတ်လို့ရတဲ့အနေဒါကိုယ့်ဘက်မှာအကုန်လုံးကအလေးပေးတဲ့အချိန်မှာလီဗာပူးပြကျွန်တော်ပြောတာဘဲကောင်ရှိလို့လေကျွန်တော်ပြောစာလာလဲဒါဒီတော့အာဖရိကကိုတော့ကန်တယ်နော်ပြီးရင်ဒီအီကီတီကီအီဇက်အကုန်နာနေပဲနောက်တန်းတို့ကြည့်လိုက်ဒီဖရင်ဘောင်တို့ဒီကာကတ်တို့ဘရက်ဒလီတို့ဒီပွဲတိုင်းဂိုးပေးထားတဲ့ကောင်တွေဝေးကွင်းမှာ19ဂိုးလောက်လို့ပေးထားတဲ့အသင်းအဲ့ဒီအသင်းကိုကျွန်တော်တို့အသင်းဂိုးမတွင်းတာအိမ်ကွင်းမှာကျွန်တော်ကဒါပထမအကျော်စူပါစလိုင်းဂိုးနဲ့ဒါရှုံးတော့ revenge Aston Villa လို့ပြန်လာမှထင်တာဒီဘက်တအားကိုစိုးပြက်လုံးနဲ့ဒုတိယပိုင်းဆိုကြည့်အောင်ကြည့်ချင်းတကယ်အရန်ကိုစိတ်ပြုတ်ဖို့ကောင်းတယ်ဒါဘယ်လိုပြော passion မရှိရကျွန်တော်ပြောတာကိုယ့်အသင်းကဒါရှင်းမဖြတ်ပြီးဥဆောင်အောင်ပဲရှင်ဒါမို့ရရအောင်လောက်အောင်ပါ Man City အသင်းကို short တွက်လို့မရဘူးကျွန်တော်ပြောချင်တာရအောင်လောက်အောင်ပါအခုကဒီတိုင်းအခု6မှတ်နဲ့6မှတ်ဖြတ်ပြီးတော့ဒါအခု0-0နဲ့ပြီးတော့လီဗာပူးပြဒီလောက် lead တို့ဘာလို့ကအစားတော့3-3ဖြစ်ဂိုးကြီးတောက်လျှောက်တွင်လာတဲ့အသင်းကျောင်းအသင်းမတွင်နှစ်ကြော်လုံးမတွင်နိုင်ကျွန်တော်ပြောတာဘယ်လောက်ညံ့ဒီနေ့ဆိုလုံးဝပြောတဲ့စကားတော့မရှိဘူးတော်တော်ညံ့တယ်တော့စိတ်ပြုတ်ကောင်းပါဒီနေ့အေးပြောက်သွားပဲအဖတ်တင်တယ်ဘာမှကြည့်ရတာလုံးဝအဆင်မပြေဘူး။ပထမတော့အခုအသင်းကဒါလုံးဝဟိုပြန်ဆော့မယ်ထင်ထားတာဘာမှမဖြစ်ဘူး။အရေးတဲ့အဲ့ Bradley တို့ဘာလို့ကနာသွားတာအချိန်ဆွဲနေတယ်ဒီကောင်တွေကအလီဆန်တို့ကအချိန်ဆွဲနေတယ်ဒီကောင်တွေ။တိုက်စစ်ကငိုတဲ့တေးနေပါရဲ့ဆိုမှဟိုကောင်ကနောက်တန်လုံးကမဆို Luis Skelly လောကနောက်တန်းမှာကစားတတ်တော့ပိုဆိုးကောင်အကုန်လုံးကဒါအားစိတ်ပြဖို့ကောင်းတယ်ဗျာဒီနေ့ဟာရလုံးဝချန်ပီယံခြေသွမ်းလည်းမရှိဘာခြေသွမ်းမှမရှိရက်ကွက်အဆင့်လောက်ပဲရှိရက်ကွက်အဆင့်လောက်မရှိပါဘူးဒီနေ့ကစားအကုန် Rice တို့အစားအကုန်လုံးတလွဲဖြစ်နေတယ်ခြေစုဆိုရဲ့ကောင်ကလည်းစုပ်ပြတ်တတ်နေပဲတော့ဆက်လည်းပြောချင်တော့ပါဘူးဒီနေ့ကတော့လောက်ပါပဲကျွန်တော်ရဲ့ဒါ review ရလဲဟုတ်ကဲ့အားလုံးကျေးဇူးများတင်ပါတယ်